ဒီနေ့ကနေနေဈေးရောက်ဒါတော့ဘုံအောင်ဆုံးကဒီနေ့ကနေဈေးပေါ့နော်အင်ဂျီဆိုင်နေဒါတော့ဖွင့်တော့ရှိတယ်မဖွင့်ဘူးတ िश စီအေးဒါတော့ကျွန်တော်30တန်နဲ့နော်30တန်အင်းအတူပေါင်းလို့အတူရွှေရှင်တူတယ်အများကြီးပဲဗျผู้ที่ให้ลงทะเบียนไว้แล้วแต่ไม่ผ่านนะครับဒီစားတော့ရမ်းကြဗျစိတ်ဆောက်ဖွင့်လာတာဆိုတော့คนกลุ่มนี้ประชาชนกลุ่มนี้ก็จะได้รับสิทธิ์โดยอัตโนมัตินะฮะแต่ต้องไปลงทะเบียนซ้ำนะครับถึงจะได้นะฮะถ้าลงไว้แล้วไม่ผ่านก็ให้ไปลงซ้ำอันนี้ได้แน่นอนนะครับส่วนผู้ถือบัตรสวัสดิการแห่งรัฐเจ้าเก่านะครับไม่ต้องไปลงทะเบียนนะฮะรัฐบาลก็จะมีการกลั่นกรองถ้าใครรวยขึ้นนั่งแล้วเนี่ยมีเงินในบัญชี200,000ก็จะคัดออกนะครับแสดงว่าไม่จนแล้วอย่างผมนี่รุ่นบุกเบิกเลยรุ่นลายพามเลยคนจนผู้ยิ่งใหญ่จะให้ดีใครมีพออยู่พอกินแล้วก็ไม่ต้องไปลงทะเบียนนะฮะเงินเดือนนี้ก็จะถือว่าผู้ที่ว่ายังไม่พอเพียงนะครับที่พูดอย่างไรนะครับတယ်ရီအခုမှနည်းနည်းနေဘူးလို့ဆိုတော့စောက်ဖွင့်လို့ရှိပြီတော့ညနေခင်း9နာရီ6နာရီလောက်မှပိတ်မှာတော့အခုနေ့ခင်းတနာရီခွဲ2နာရီဆိုတော့စောက်ဖွင့်လို့ရှိသေးတယ်ဒါတော့နိုင်ဆိုင်လေးရဒါတော့ခဏဆိုင်ပါမင်္ဂလိဝစ်စာဘောနော်ကျွန်တော်တို့ဒါတော့ဖေဖူလီတနင်္ဂနွေနေ့ဈေးပါလားပင်ကြီးလာဝယ်ပင်ကြီးလာဝယ်တာပါဒီနေ့ထောက်လိုက်ครับ120ฝั่งโอ้ยสวยแล้วนี่เลยปักซีใช่แล้วใส่นี่เลย120ลดได้ไหมพี่ไม่ลดแล้วลดไม่ได้หรอဒါတနင်္ဂနွေနေ့ဈေးပါဗျာတော့ဒီမှာဆိုင်နေစကန်လို့ရှိတယ်ဖတ်တိုင်းခေါင်းဒါတော့ခဏဆိုင်ပဲမင်္ဂလိဝစ်စာဘောနော်ဒါတော့ကျွန်တော်ခုနကဝယ်တဲ့ဆိုင်ပဲဒါလည်းဝတ်စားတယ်လို့ပြောတယ်။နေ့ကျရင်ပိုစီရရွက်ဒီမှာလေနေ့ကျရင်ပိုစီရဆိုတာဒီမှာနေတဲ့အေးပြီဆိုတော့လူထွက်လာကြတယ်တော်တော်များပြီပေါ့။ပြီးတော့နည်းနည်းပိုစီလာတော့ရှင်ကျွန်တော်ဆိုင်ရှာနေရပြကျွန်တော်အရင်တစ်ခါတော့ဘောင်းမီလိုချင်တယ်ဆိုတော့ပုံစံလေးအမှန်ရှိရပြအဲ့အတဲအခုတစ်ခါမလာဘူးမရှိဘူးလည်းကောင်းရှောက်လေးညမနာယူနော်အားတော့ဘောင်းမီပဲဘောင်းမီနဲ့ဖုန်းကားတယ်ဒါပဲဘောင်းမီတယ်ပဲဗျအုတ်ထုတ်တွေခဏတူနော်အားတော့ဘောင်းမီစားတော့တဲ့မုံလုံးမုံစုံညနာမုံဘောင်းမီတစ်ထည်ရှိတော့ဒါလည်းမဟုတ်ရဲ့ဒါလည်းမဟုတ်
တော့လည်းဘာမှမသိတော့အားရွေးကြပါလာပဲလားဟမ်ဘာပြန်လဲဟိုးရီပါလားရမ်းမဲရှိညတနင်္ဂနွေနေ့ဆိုတော့တော်တော်စီရတနင်္ဂနွေနေ့စီဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံပြန်ရောက်သွားသလိုကိုစားရမ်းနေကိုမမလည်းအများကြီးရှိတယ်ကိုမလည်းရောရှိတယ်အားရဘာလို့မလဲဒါတော့ကျွန်တော်တို့ဟောပါတကြိုဇက်လို့ပြောလို့ရတယ်ကြိုဇက်နဲ့ဈေးနဲ့တော့တယ်ဒါခုနကျွန်တော်သွားခဲ့တဲ့နေရာဟုတ်ရှေ့ဟုတ်တယ်Dạ.